အားလုံးပဲမင်္ဂလာပါနော်ညိုမူဖရင်လေးတစ်ခုပြချင်လို့ပေါ့နော်ဆက်ပေးရင်တော့ကျန်2ရက်တွင်မှာဒီညိုခုပြတဲ့မူဝါပေါ့နော်မပြဘူးပေါ့နော်ညိုကဲဒါဆိုလို့ရှိရင်ညိုပြမယ်နော်ဒီမူဒီတတာပါနော်တူးဒီကစားနေသူအခုညိုပြောတဲ့မူဒီတလုံးမှတ်ထားလို့ရပါတယ်ပေါ့နော်အခုညိုပြတဲ့မူကတူးဒီကစားနေသူကိုတိတယ်ပေါ့နော်ဒီဖေရပြီးရင်ဖေရလာတယ်တနေ့တာကနန်းကဘလို့ထွက်ရင်3ရက်တွင်း3မဟုတ်5ရက်တွင်းကျန်းရက်မှာဘလို့လာတယ်အဲ့လိုလေးတွေသိရတာပေါ့နော်အဲ့ဒါကြောင့်မလို့ညောပြောပြတာပါနော်အဲ့ဆိုလို့ရှိရင်ညပြလိုက်မယ်နော်တနေ့တာထက်ကနန်းအပိတ်3မဟုတ်ထိတ်ပေါ့နော်တနေ့တာတော့ကနန်းဥပမာပေါ့နော်ဥပမာဒီနေ့ကဒီဟာလေးဆိုလို့ရှိရင်8လေးတနေ့တာတော့ကနန်းဘာတူလဲ8တူလဲ8ရဲ့ပါဝါဒီ3 ချင်းဒီ3ရက်3မဟုတ်5ရက်တွင်လာရတယ်ပေါ့နော်3ရက်2မဟုတ်5ရက်တွင်မှာ3 ချင်းဒီတလုံးပိုင်ဖြစ်ပြန်ဆင်းပြီးတယ်ပေါ့နော်ဒီမှာဆိုလို့ရှိရင်8 5ဆိုပြီးချက်ချင်းပြန်ဆင်းပြီးသွားတယ်ပေါ့နော်ဒီမှာ8 5 5နဲ့5တူတယ်ပေါ့နော်တူသည့်ကနန်းကိုပါဝါခံတယ်5ပါဝါ3ည9 3ညချင်းဒီ3ရက်တွင်ဖြစ်3ရက်3မဟုတ်5ရက်တွင်ပေါ့နော်3ရက်တွင်တော့လာတာများတယ်ရှင့်အားကြောင့်မလို့9 3ညချင်းဒီမှာ3ညဘူးဆိုပြီးတော့ထလာ3ည40ဆိုပြီးထလာပါတော့သူအဲ့လိုပဲ3ညတူတယ်3ညရဲ့ပါဝါဒီ9 3ညချင်းဒီမှာနောက်ထပ်ချက်ချင်းတည်းဆိုပြီးချက်ချင်းဆိုလို့စင်းပေးသွားတယ်ပေါ့နော်အဲ့လိုလေးရှိရဲဒီမှာဆိုလို့ရှိရင်9တူတယ်6 5တင်9တူသည့်ကနန်းကိုပါဝါခံတယ်9ပါဝါဒီ3ည9အလီဆိုပြီးတော့ထပ်လာတယ်ဒီမှာလည်းအဲ့လိုပဲ9 4 5 6ဆိုပြီးတော့တစ်ခါထပ်လာတယ်9ပါဝါဒီ3ည8ဆိုပြီးတပင်ချားမှာတစ်ခါထပ်လာသွားတယ်ပေါ့နော်ဒီလိုလေးတွေရှိတယ်ဒီမူကတော့ပေါ့နော်ကလင်းနာမှာတော်တော်နဲ့ပြစ်ပြီးတော့မရှိသေးပါဘူးအဲ့ဆိုလို့ရှိရင်ဒီဘက်ဒီမှာတော့တူကြတာမရှိဘူးပေါ့နော်ကလင်နာညိုတခုချင်းကြီးတော့တီရှာလေးတော့စစ်ပြီးထားတယ်ဒါညိုကဗီဒီယိုကလင်နာအကြီးတွေပါတခါထိတ်ရိုက်နေရှည်နေမှာဆိုလို့ပေါ့နော်ကလင်နာအသေးဝဲပြပေးဒီမှာဆိုလို့ရှိရင်1ပါဝါဒီ6ဝါချင်းဒီမှာ3ရက်တွင်းဆင်းသွားတယ်ပေါ့နော်ဒီမှာကိုလေးတူရတယ်ပေါ့နော်ကိုလေးတူရတော့9ပါဝါ4ဒီမှာချက်ချင်းဆင်းသွားနော်ဒီမှာလည်းအဲ့လိုပဲ4ပါဝါဒီ9ဒီမှာ2 9ဆိုပြီးတော့တပင်ချားမှာတစ်ခါထပ်ဆင်းသွားတယ်ပေါ့နော်ဒီမှာ2 3 6 3ဆိုပြီးတော့ဆင်းသွားတယ်တူသည့်ကနန်းတစ်ခါထပ်ပြီးပါဝါခံတယ်3ပါဝါဒီ8 3 8 1ချင်းဒီမှာ1 8ဆိုပြီးဆင်းသွားတယ်ပေါ့နော်ဒီမှာ1 8 1ခွန်1ပါဝါဒီ6 1 6 1ချင်းဒီမှာတပင်ချားတစ်ခါထပ်ဆင်းသွားတယ်4 9 ခွန်တူသည့်ကနန်းတစ်ခါထပ်ပြီးတော့ပါဝါထပ်ခံတဲ့ခါကြတော့6 4 1ချင်းဒီမှာတပင်ချားနှစ်ပင်ချားပေါ့နော်နှစ်ပင်ချားထပ်ဆင်းသွားတယ်ပေါ့နော်ကဲအဲ့ဆိုလို့ရှိရင်ထပ်ကြည့်မယ်နော်ဒီမှာပေါ့နော်8တူတယ်ပေါ့နော်8ပါဝါတူဒီကနောက်တစ်ခါပါဝါထပ်ခံတော့8ပါဝါဒီ3 8 1ချင်းဒီမှာတစ်ခါထပ်ဆင်းတယ်နော်ဒီမှာ3တူတဲ့အတွက်ကြောင့်မို့3ပါဝါဒီ8 3 8 1ချင်းဒီမှာနှစ်ပင်ချားမှာဆင်းသွားတယ်ပေါ့နော်နှစ်ပင်ချားမှာဆင်းသွားတယ်ဒီမှာဒီနော်8တူတဲ့ကနန်းကိုပါဝါထပ်ခံတယ်3 8 1ချင်းဒီမှာတပင်ချားဆင်းသွားတယ်ပေါ့နော်ခွန်တူတယ်ပေါ့နော်လူဒီကနန်းကိုပါဝါထက်ခံခွန်း1ချင်းခွန်း1ဆိုပြီးချက်ချင်းဆင်းသွားတယ်ပေါ့နော်ဒီမှာ3ညတူဒီကနန်းကို3ညပါဝါ5ပါဝါခံတော့3ည5 1ချင်းတပင်ချာဆင်းသွားပိတ်ရပါတော့တပင်ချာဆင်းသွားတယ်နော်ဒီမှာခွန်တူတယ်ခွန်ပါဝါ2ခွန်1ချင်းတပင်ချာဆင်းသွားတယ်1 5 1ပါဝါဒီ6 1ချင်းဒီ2ရက်တွင်း3ရက်2ရက်တွင်းဒီမှာတိတ်ပင်ချချက်ချင်းဆင်းသွားတယ်ပေါ့နော်အများဆုံးကတော့ကလင်နာမှာကတော့ချက်ချင်းဆိုသလိုရဲ့3ရက်တွင်5ရက်တွင်5ရက်ကျော်တဲ့အပင်ကတော်တော်ကိုရှားတယ်ပေါ့နော်ချက်ချင်းဆိုသလိုဆင်းတာလည်းများတယ်အများဆုံးကတော့3ရက်တွင်မှာပဲအဲ့ဆိုလို့ရှိရင်ထပ်ပြမယ်နော်မှာ1ခွန်1ပါဝါဒီ
တစ်ချောက်ဝမ်းချင်းချင်းချင်းစင်းသွားတယ်ပေါ့နော်ဒီမှာဒီကလေးနာတွေမှာလဲလေဒီလိုကလေးနာမှုကြည့်ကျင်နေဆိုညွှန်စီမှာလာတောင်းရရတဲ့ရော channel မှာမတင်မေးဘူးဆိုတာမျက်စိနောက်မှာဆိုလို့ဆိုလို့ရှိရင်ဒီဘီပတ်ရှေ့တစ်ဘက်ကမူသွားလိုက်မယ်နော်တော်တော်ကြာဟောခြေနေမှာဆိုလို့မနှစ်383 3ပါဝါသည်38ဝမ်းချင်းရလေဒီမှာလည်းမစင်းဝါဘူး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 အဲ့တော့ဘုတ်တဖူးနဲ့ကြာတာပတိမှာလေ2ရက်မှာလေဂျောင်းပိတ်ရိုက်လို့ရတယ်တိလားဒီကလင်နာမလိန်ဘူးဆိုပြက်ပင်မရှိသေးဘူး9ရက်ရှိနေပြီမလာသေးဘူးဆိုမနှက်ပြန်မနှက်ပြန်မှာများ38ဝမ်းချင်းတစ်လုံးလာမလားမသိဘူးမူရဆင်းပြေးရတော့မဒီမှာကြည့်49တူတယ်ဖုံတူတွေပါဝါခိုင်းတော့49ဝမ်းချင်းဒီမှာကိုဆိုပြီးဆင်းပြေးသွားတယ်ဟောနော်ဒီမှာ3ညဝမ်းချင်းဒီ3ညဝမ်းချင်းငါ3ညပါဝါဒီငါ3ညငါဒီမှာဖုံတူ1ပါဝါဒီ6ဝမ်းချင်းနဲ့38ဝမ်းချင်းအဲ့ဗုဒ္ဓဘုနဲ့ကြာတာဟုတ်တယ်ဗုဒ္ဓဘုနဲ့တောက်ကြမှာ2ရက်ထဲမှာ38ဝမ်းချင်းရော16ဝမ်းချင်းရောစင်းကိုစင်းမိရမယ်ပါဝါတွဲတလုံးကတော့ကျင်းနေစင်းပြရမယ်ညိုအကြိုက်ဆုံးအချင်းကိုပြောပါဆိုရင်တော့38ဝမ်းချင်းပဲဘာလို့လဲဆိုတော့38ဝမ်းချင်းကကြားနေပြီဒီမှာလည်းမလာပါဘူးတစ်ပင်2ပင်3ပင်4ပင်5ပင်ရှိသွားပြီ6ပင်မြောက်မှာ38ဝမ်းချင်းရစင်းကိုစင်းပြရတော့မယ်ဘာလို့ဆိုညိုပြောတာမယုံလို့ရှိရင်ကလင်နာအကြီးတွေမှာရှိတယ်အဲ့ကလင်နာအကြီးတွေမှာတေချာတပင်ကြီးကိုထောက်ဆလို့ရတယ်ဒါကြောင့်မလို့မနှက်ပြန်မှာပုံတခုနေမှာ38ဝမ်းချင်းကိုညိုကတော်တော်ကြိုက်တယ်ဘာလို့ဆိုဂျောင်ပိတ်ရိုက်ရတော့9ပင်မြောက်ရှိနေပြီမလာသေးဘူးကဲအဲ့ဆိုလို့ရှိရင်ဒါပဲเนาะဗီဒီယိုရှင်းလေးမှာဆိုလို့လေ